ဟော2026ခုနှစ်အတွင်းထိုင်းနိုင်ငံမှာ HIV ကူးစက်ခံရသူအသက်1,300အထိခုန်တက်သွားတယ်ဆိုတဲ့ကိန်းဂဏန်းကိုမြင်လိုက်ရတော့ကျွန်တော်တကယ်ကိုအံ့ဩသွားတယ်ဗျာပိုဆိုးတာကအဲ့ဒီထဲက3ပုံ1ပုံလောက်ကအသက်15နှစ်နဲ့24နှစ်ကြာယူငယ်တွေဖြစ်နေတာပဲဟုတ်တယ်ရှင်အဲ့ဒါတော်တော်လေးကိုတုံလုံးစရာကောင်းတဲ့အခြေအနေပဲဟင်းဒီတော့ဒီနေ့မှာကျွန်တော်တို့အစိုးရကျန်းမာရေးအစီရင်ခံစာတွေသုတေသနစာတမ်းတွေနဲ့မြေပြင်ကစေခန်းတွေရဲ့ data တွေကိုတေချာလေးဖြည့်ကြည့်ကြမယ်ဗျာဘာလို့လူငယ်တွေကြားမှာ HIV တာမကပဲစစ်ဖလစ်က1.9 ဆကနိုရီးယားက1.5 ဆအထိညှင့်တက်လာတယ်လဲဆိုတော့အရင်အမြစ်တွေကိုအသေးစိတ်လေ့လာသွားပါမယ်ဟုတ်ကဲ့ဒီလိုတေချာနေလာတဲ့အခါမှာအရင်လုံးတတိထားမိတာကကိန်းဂဏန်းဒီကွာဟနေတာကိုပဲကွာနေတယ်ဆိုတာဘယ်လိုမျိုးလဲဗျယောဂထွင်းချုပ်ရေးဦးစီးဌာန DDC နဲ့အမျိုးသားကျန်းမာရေးလုံခြုံမှုယုံ NHSO တို့တွက်ချက်ထားတဲ့တင်ချပုံစံနေရဆိုရင်ကုသမှုကကျဆင်းနေတယ်လို့ဆိုထားတာရှိလေ2024ခုနှစ်မှာ8,000ကျော်လောက်ပဲရှိမယ်လို့ခန့်မှန်းထားတာကိုပြောတာလားဟုတ်တယ်ဒါပေမဲ့မြေပြင်ကိန်းဂဏန်းတွေကအဲ့ဒီခန့်မှန်းချီထက်1.5 ဆပိုများနေလေဒါဆိုရင်အဲ့ဒီခန့်မှန်းချက်တွေကဘာလို့များလွဲကျော်သွားရတာလဲအချက်လက်ကောက်ယူတဲ့နေရာမှာဟာကွက်တွေရှိနေလို့လားဟုတ်တယ်ရှင် HIV ထူသေသနာနဲ့စံသစ်တီထွင်မှုအဖွဲ့အစည်း IHRN ရဲ့ဒေါက်တာနေတရာဖာနုဖိုက်ရဲ့သုံးသက်ချက်ကိုကြည့်မယ်ဆိုရင်မြေပြင်အချက်လက်အတိအကျမရှိပဲတင်ချပုံစံနဲ့ပေါ်မှာပဲအလွန်အမြင်မီခိုနေရတယ်လို့ဆိုလိုတာလားအတိအကျပဲစကုပေါ်ကတွက်ချက်မှုရဲ့အပြင်လက်တွေ့ကတခြားစီဖြစ်နေတာပေါ့ရတိမြေပြင်မှာလူငယ်တွေရဲ့အပြုအမူတွေကလည်းစဉ်းစားစရာပဲဗျာတတိအချက်လက်တွေဒီလောက်ပေါ်များနေတဲ့ခေတ်မှာဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲဖတ်ရသလုံးဆိုရင်စေခန်းလာပြတဲ့သူတွေထဲမှာလူငယ်တွေကတော်တော်နည်းနေတယ်မို့လားတကယ်ကိုနည်းတာပါရှင်ဖာစီယုံစေခန်းကိုလာရောက်သူကဲဟုတ်ဒီကျောင်းရကိုတေချာလေးဖြန့်ကြည့်အောင်ရှင်ဒီနေ့ကျမတို့အသေးစိတ်လေ့လာကြည့်မယ်သတင်းမြစ်တွေကထိုင်းနိုင်ငံချုံမူဒီဘက်ကတကယ့်ကို Hollywood action ရုပ်ရှင်တကားလိုမျိုးဖြစ်သွားတယ်ဓာပြတိုက်မှုကြောင့်ပါပဲဟုတ်ကဲ့ဗျဒီဖြစ်ရကိုတေချာပြန်သုံးသပ်ပြီးတော့ဒါကရိုးရိုးတာမန်ဓာပြတိုက်မှုလားဒါမှမဟုတ်အင်မတန်ကိုစနစ်ကျတဲ့နောက်ွယ်ကကြိုးကင်မှုတစ်ခုလားဆိုတာကိုအထူးထူးအဖြေရှာကြည့်ကြတာပေါ့ရှင်ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီအမှုရဲ့တဘာဝပဲဗျာရုပ်တဲ့ကြည့်လိုက်ရင်ကတာမန်အိမ်ဖောက်ထွင်းတဲ့ပုံစံမျိုးလိုထင်ရပါမယ်အသီးစိတ်အချက်လက်ကြီးကိုတေချာကြည့်လိုက်ရင်တကယ်ကို professional ဆန်ဆန်အကွက်ချလို့ဆောင်သွားတာကိုတွေ့ရတယ်ဟုတ်တယ်ရှင်အခင်းဖြစ်သွားတဲ့အချိန်ကည7 နာရီလောက်ကြီးလေညဘက်ကြီးပေါ့ဟုတ်ပါတယ်အိမ်မာကအသက်30နှစ်အရွယ်ဗီတင်အမျိုးသားရဲ့သူ့ရဲ့ဇနီးအသက်34နှစ်အရွယ်ထိုင်းအမျိုးသမီးချန်ဒီရဲ့နောက်ပြီးသူတို့ရဲ့ဗီတင်သူငယ်ချင်းတယောက်ရဲ့နှစ်ထပ်အိမ်လေးထဲမှာအေးအေးဆေးဆေးရှိနေကြတဲ့အချိန်ပေါ့ဟုတ်ကဲ့အဲ့ဒီအချိန်မှာအနှိမ့်ရောင်ဝတ်စုံပြဝတ်ထားတဲ့လူ3ယောက်ကရွတ်တရဲ့အိမ်ထဲဝင်လာတာရှင်စဉ်းစားတာကြည့်ပါတော့မျက်လုံးပဲဖော်ထားတဲ့နင်ဂျာတွေလိုမျိုးဝင်လာတာဆိုတော့ဘလောက်လန့်စရာကောင်းမလဲတကယ်လန့်စရာပဲဗျာအဲ့ဒီနင်ဂျာဝတ်စုံနဲ့ဝင်လာတဲ့အပြင်ပိုပြီးထူးခြားတာကသူတို့3ယောက်ကအချင်းချင်းအင်္ဂလိပ်လိုပြောဆိုနေကြတာပါ။အော်နိုင်ငံခြားသားတွေဖြစ်နိုင်တာပေါ့နော်။ဟုတ်တယ်ဗျာ။ဒါကသူတို့ကိုယ်သူတို့နိုင်ငံခြားသားတွေဆိုတာတိတာစေခြင်းလို့တမင်တက်တက်လုပ်တာလား။ဒါမှမဟုတ်တကယ်ပဲနိုင်ငံခြားသားဂိုင်းတခုလားဆိုတာစဉ်းစားစရာဖြစ်နေတယ်။ပြီးတော့သူတို့ကအိမ်ထဲကိုရန်တမ်းရှာဖွေတာမဟုတ်ဘူးဗျာ။ဗီဒီယိုမိုဒါကိုဓာတ်နဲ့ထောက်ပြီးပိတ်ဆံပဲမှာလဲဆိုပြီးတမ်းမေးလာ။တိတိကျကျကိုမေးတာပေါ့။အတိအကျပဲ။ဒါကသူတို့ဘာကိုလိုချင်လဲဆိုတာတေးသေးချာချာသိနေတဲ့သဘောရှိလေအိမ်ထဲမှာရှိတဲ့ကျန်တဲ့လူငယ်ကိုလည်းမိဖို့ချောင်းတွေကိုမောင်းထည့်ပြီးပိတ်လောင်ထားဖို့လုပ်ခဲ့ကြတယ်လေဒါပေမဲ့အောင်းစရာကောင်းဆုံးကအိမ်ထဲမှာအိမ်အသစ်ကွာဖို့အတွက်ထောက်ထားတဲ့ငွေရာပတ်ညတန်းအတိအကျပါဝင်တဲ့မိခန့်တေစာအကြီးတစ်ခုရှိနေတာကိုသူတို့ကဘလို့လို့သိနေကြတာလဲဆိုတာပဲရှင်အဲ့ဒါကတကယ်တော့ကြပဲဗျမိဖို့ချောင်းလဲကိုပိတ်လောင်လိုက်တယ်ဆိုတာကပတ်ဝန်းကျင်ကိုထိန်းချုပ်လိုက်တဲ့နီးဖြူဟာတစ်ခုပေါ့ပြီးတော့အဲ့ဒီမိခန့်တေတာအကြီးကိုအိမ်ထဲကနေကားပေါ်ထိတည်သွားဖို့ဆိုတာအိတ်ကက်ထဲကောက်ထည့်သွားလို့ရတာမှမဟုတ်တာမှန်တာပေါ့လူရင်အာရောအချိန်ရောအတော်လေးပေးရမယ်ကိစ္စလေဒါကိုကြည့်ရင်သူတို့မှလုံလောက်တဲ့လူရင်အားနဲ့တဲယူပို့ဆောင်ရဲ့အစီအစဉ်တွေကြိုတင်ပြင်ဆင်ထားတယ်ဆိုတာထင်ရှားတယ်ထပ်ပြေးတဲ့အပိုင်းကလည်းတကယ်ရုပ်ရှင်တွေကလိုပဲရှင်အဲ့ဒီမိခန့်ဒေတာအကြီးအပြင် iPhone 14နဲ့ iPhone 16တို့ကိုပါလူယူသွားကြသေးတယ်ဟုတ်တယ်ပြီးတော့အင်ရှင်းမှာရက်ထားရဲ့ pickup ကိုင်းနဲ့လုံရဲဂိတ်တန်ခေါကိုအကျန်းပတန်းဝင်တိုက်ဖြစ်စီးပြီးထွက်ပြေးသွားကြတာဗျာကပစ္စည်းသွားတာကိုတော့ဂရုမစိုက်တဲ့ပုံစံပဲလုံခြုံရေးဂိတ်ကိုဝင်တိုက်ဖြစ်စီးတယ်ဆိုတာက